ငယ်ဒီတချင်းလေးရဲ့ခေါင်းစဉ်ကတော့ Christmas နှစ်တာရလို့အဓိပ္ပာယ်ရပါတယ်လို့ဆရာမတို့ကိုကျမကအရှိကနေမူရလေးလုပ်ပြပေးမယ်ဆရာမတို့ကအနောက်ကနေလိုက်ပြီးတော့မှလုပ်ပေးဖို့ဖြစ်ပါတယ်နှိတ်ချစွာဆိုလို့ရှိရင်ရင်ဘတ်ပေါ်လက်တင်မယ်ပြီးခြေထောက်ကလေးကိုနှိတ်ချစွာဒူးလေးကိုလိုက်ပြီးတော့မှလူစားတိကိုသူခံကဆိုရင်လူစားတိကိုသူခံကပြီးရင်ဖျားရဲ့စီးစိမ်ဘုံဆိုရင်ဖျားရဲ့စီးစိမ်ဘုံကိုသူစွန့်ကပြီးအပြစ်ရှိလူသားများကိုသူကယ်ရန်ဆိုပြစ်ရှိလူသားများကိုသူကယ်ရန်ဒီလောကထဲကိုဆို W ပုံစံလေးလောက်ပါဝိုက်လိုက်မယ်နော်လောကထဲကိုသူစင်ကြွလာတာပြီးခန္ဓာကိုယ်လေးဟိုဘက်ရင်လိုက်ဒီဘက်ရင်လိုက်လုပ်မယ်ပြီးလို့ရှိရင်နှလုံးသားတကားလေးဖွင့်ကကြိုးဆိုပါဆိုရင်နှလုံးသားပုံစံလေးလုပ်မယ်နော်နှလုံးသားတကားလေးဖွင့်ကကြိုးဆိုပါနော်ပြီးရင် Christmas သတင်းကောင်းလေးဆိုသတင်းကောင်းပြောတဲ့ပုံစံလေးလုပ်မယ်နော် Christmas သတင်းကောင်းလေးဟာအားလုံးအတွက်ပါပြီးရုံမထွက်နိုင်ဆိုလို့ရှိရင်ရုံနဲ့ပုံစံလေးလုပ်ရုံမထွက်နိုင်အပြည့်ရဲ့ဆိုဒီလိုအပြည့်ပုံစံလေးလုပ်မယ်နော်အပြည့်ရဲ့ဒီတန်တရားမှာဆိုအနောက်ဆုတ်လိုက်မယ်နော်တရားမှာလွတ်မြောက်ဖို့ရကြရင်အရှိကိုပြန်ထွက်လွတ်မြောက်ဖို့ရယေရှုဆိုကားတိုင်းပုံလေးလုပ်မှာယေရှုဝေဖွာလာပြီးလို့ရှိရင်နောက်တစ်ခုမှကြတော့ယေရှုစင်ကြွလာပါနော်ယေရှုဆိုယေရှုပုံစံလေးလုပ်မှာယေရှုစင်ကြွလာဆိုပြီးခန္ဓာကိုယ်လေးကိုဟိုဘက်ရင်လိုက်ဒီဘက်ရင်လိုက်လုပ်မယ်နော်ပြီးရင်ကိုတိုင်းဆိုလို့ရှိရင်ခြေထောက်ကလေးကိုဒီဘက်သွားပြီးတော့မှကိုတိုင်းခံရမယ်ပြီးအပြည့်ရဲ့ဒဏ်ဆိုရင်အပြည့်ရဲ့ဒဏ်ပြီးလို့ရှိရင်နောက်တစ်ဖက်ကိုပြန်လှည့်မယ်ပြီးကိုတိုင်းခံရမယ်အပြည့်အခါတယ်ပြီးရင်လိုလားတာဆိုရင်လိုလားစွာကားတိုင်းထက်မှာအသက်ပြီးလို့ရှိရင်ဒူလေးကိုချလိုက်မယ်အသက်ပြီးလို့ရဲ့စွန့်လွတ်ခြင်းတွေနဲ့ဆိုရင်စွန့်လွတ်ခြင်းတွေနဲ့သူချစ်ခဲ့လေပြီးလို့ရှိရင်နောက်တစ်ခုကစွန့်လွတ်မြတ်တာနဲ့နော်စွန့်လွတ်မြတ်တာနဲ့သူချစ်ခဲ့လေတယ်ပြီးရင်ဟာလေလုယာဟာလေလုယာပြီးရင်ဒါခရစ်စမတ်ဒိတ်ပဲခရစ်စမတ်အဒိတ်ပဲခရစ်စမတ်အနှစ်သာရပြီးရင်ဟာလေလုယာကဲဒါဆိုလို့ရှိရင်ကျမတို့တချင်းလေးတီလုံးလေးကကြတော့အရှိအဒီကိုဟာဒီလိုပုံစံလေးလုပ်မယ်နော်ပြီးတဲ့ခါမှာတော့သတင်းကောင်းပြောတဲ့ပုံစံလေးလုပ်မယ်ဒီလိုပုံလေးနော်ရှေ့တိုးနောက်ဆုတ်ရှေ့တိုးနောက်ဆုတ်လုပ်မယ်ပြီးတဲ့အခါမှာဒါဆိုလို့ရှိရင်ကျမတို့တချင်းလေးနဲ့အတူတူလိုက်လုပ်ကြည့်ရအောင်